တကယ်လို့ကိုကဒီထက်ပုံမကောင်းမွန်တဲ့ result တွေပုံမကောင်းမွန်တဲ့ရလဒ်တွေကိုလိုချင်နေဆိုရင်ကန့်သက်ချက်တွေကိုကျော်လွန်ပြီးတော့အများကြီးပို့ပြီးစူးစမ်းကြရတယ်ပေါ့ကျွန်တော် portrait photographer ကော်ကီဖြစ်ပါတယ်ခင်ဗျအားကစားဆိုရတဲ့စိတ်အားထက်သန်မှုနဲ့ discipline နဲ့ determination ကိုသင်ဟနေရအောင်ကျွန်တော်တို့အမြဲစိတ်ဝင်စားဖို့ကောင်းပါတယ်ခင်ဗျဒီနေ့မှာ Vivo ရဲ့နောက်ဆုံးပေါ်တဲ့ Fix 16နဲ့ပေါ့နော်ကျွန်တော်ကိုလေးအောင်လည်းအားကစားပေါ်ထားတဲ့ Zap and Passion moment ကိုရိုက်ကူးတော့မှာဖြစ်ပါတယ်ဒီဖုန်းမှာတော့ size ဆန်းပါပြီးတော့နော်မတူညီရဲ့ focus နဲ့5မျိုးလေးပါတယ်ခင်ဗျဟုတ်အဲ့ဒါနဲ့ကျွန်တော်ဒီနေ့ processor လေးရိုက်တော့မှာဖြစ်ပါတယ်ခင်ဗျ23mm wide lens sensor ပေါ့နော်ကျွန်တော်လက်ဝဲကွင်းနေရဲ့တကွင်းသုံးမှာရှိတဲ့အငွေ့တွေတွေကိုတပုံထဲမှာလည်းဖမ်းယူနိုင်ပါတယ်ခင်ဗျ35mm ကတော့ကျွန်တော်ရဲ့နေ့စဉ်ပေါ်မှာဒီအနည်းဆက်ဆုံးမြင်ရတဲ့ focus နဲ့မှဖြစ်ပါတယ်။အားကစားသမားနဲ့သူရဲ့နီးပြားတို့ရဲ့အပြန်အလှန် interaction တွေကိုကျွန်တော်တဘောဝကျကျပုံဖော်နိုင်ပါတယ်။ 50mm ကတော့တော့ပြောစရာမလိုတော့ classic တော့ဖြစ်တဲ့ portrait နဲ့စကူဖြစ်ပါတယ်ခင်ဗျာ။ဒီဖုန်းမှာပါတဲ့ကျွန်တော်အကြိုက်ဆုံး focus နဲ့ပြောမယ်ဆိုရင်ကျွန်တော်85နဲ့ 100mm ပဲဖြစ်ပါတယ်ဒီ focus နဲ့ဆိုရင်ကျွန်တော် spot တစ်ခုရဲ့ detail ကိုပြလို့ရတဲ့ focus နဲ့ဖြစ်ပါတယ်ဒီလုံးတွေက energy တွေချွေးတွေကြက်တွားတွေရဲ့လှုပ်ရှားမှုတွေအကုန်လုံးထင်ရှားစွာ detail ကြမြင်တွေ့နိုင်ပါတယ်sport photo ရိုက်မယ်ဆိုရင်ပေါ့နော်ကျွန်တော်ဒီဖုန်းမှာပါရဲ့ profile တစ်ခုပေးမယ်ဆိုရင်ရော stage portrait mode ကိုအသုံးချဖို့ပဲဖြစ်ပါတယ်ခင်ဗျ telephoto lens ရိုက်တဲ့အခါမှာတော့အဝေးကနေဖြစ်စေဒီလိုကြားတဲ့ကပဲဖြစ်စေအားကစားသမားတွေရဲ့မျက်နှာမူရာနဲ့ခန်းစားချက်တွေကို stage ပေါ်မှာတင်ရိုက်ကူးပုံဖော်ထားတဲ့လိုမျိုးပုံဖော်နိုင်ပါတယ် video sports ဆိုတာကစီးကန်းနဲ့ပန်းလိုက်ပေါ်ထားရှိတဲ့ချစ်ချင်းမြတ်တာတွေပါပဲ photographer တယောက်အနေနဲ့အားကစားသမားတွေရဲ့မလျှော့တဲ့ဆွဲစိတ်အားထက်သန်မှုတွေကိုကျွန်တော်လမ်းဆက်အမှတ်တရဖန်ယူရတာကိုကျွန်တော်ချစ်ပါတယ်Village Sport လို့ပြောလိုက်ပြီဆိုတာနဲ့ကျွန်တော်အခုတလောကစားနေတဲ့လက်ဝိတ်ကိုပဲပြောရမှာပေါ့နော်အားကစားလို့ပြောလိုက်ပြီဆိုတာနဲ့အဓိက passion စိတ်အားထက်သန်မှုရှိရတယ်အားကစားသမားတိုင်းကလည်းသူတို့ရဲ့ life ကိုဘယ်တော့မှပေါ့တန်နဲ့ဖြတ်သန်းနေရမျိုးမတွေ့ရဘူး Village Life ဆိုတာကတော့ကျွန်တော်အားကစားပေါ်ထားတဲ့ချစ်ချင်းနောက်ပြီးတော့ကျွန်တော်ဓာတ်ပုံပေါ်ထားတဲ့ချစ်ချင်းတွေပဲဖြစ်ပါတယ် Village Life လို့ပြောလိုက်ပြီဆိုရင်ကျွန်တော်ခုနပြောခဲ့တဲ့လက်ဝိတ်လိုပါပဲကိုကဒီထက်ပုံမကောင်းမွန်တဲ့ result တွေပုံမကောင်းမွန်တဲ့ရလဒ်တွေကိုလိုချင်နေဆိုရင်ကန့်သက်ချက်တွေကိုကျော်လွန်ပြီးတော့အများကြီးပို့ပြီးစူးစမ်းကြရတယ်ပေါ့နော်အဲ့ဒါမှလည်းပို့ပြီးတော့ဘဝအတိတ်ပဲပို့ရှိရတယ်ကဲအခုဆိုအားလုံးလည်းအသက်ရောက်ပါပြီ Vivo V60 ကိုယူပြီးကိုကြိုက်ဆုံးအားကစားကိုရိုက်ကူးဖို့အတွက် focus lens တွေကိုရွေးချယ်လိုက်ပါတကယ်အားကစားပေါ်ထားတဲ့ချစ်ချင်းမြတ်တာတွေကိုပုံဖော်ပေးမယ်ပုံရိပ်တွေကိုဖမ်းယူလိုက်ပါကိုယ့်ရဲ့တပ်ပုံတွေကို #VivoLife နဲ့မျှဝေပြီး Vivo ရဲ့ VivoLife campaign မှာပါဝင်လိုက်ပါVivo